မင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်တို့ဒီမှာစွတ်တိုရီလို့ခေါ်တယ်ဒီနွယ်လေးလိုက်ဖြတ်တဲ့လုပ်ငန်းစဉ်ပါနော်။အဲ့တော့အခုဒီနွယ်လေးလိုက်ဖြတ်တာပေါ့နော်။ဂျပန်လို့ဆိုစုလူလို့ခေါ်တယ်မြန်မာလို့ဆိုရင်တော့နွယ်ပေါ့နော်။ဘာလို့ဖြတ်ရလဲဆိုတော့မဖြတ်ပေးဘဲနဲ့ထားလို့ရှိရင်ကောင်လေးကဒါမျိုးအခုဆိုရင်ဒီမှာပတ်နေတွေ့ဝါယာကိုသူ့ဟာသူပတ်နော်အဲ့ဒီခါမှာကျွန်တော်တို့ကမဖြတ်ပေးလို့ရှိရင်မာတောင်သွားပြီးတော့တကယ်လို့ဒီနေ့ဒီအပင်တွေမှာယောဂကြပြီးတော့အဲ့နွယ်ကိုကျွန်တော်တို့ကမဖြတ်ဘဲနဲ့ဒီဝါယာမှာပတ်နေတဲ့အနေထားနဲ့ကြံသွားတယ်ဆိုလို့ရှိရင်နောက်နေ့ပေါ့နော်နောက်နေ့စပြစ်ခိုင်းတွေအစ်စ်ထွက်လာတဲ့အခါကျလို့ရှိရင်အဲ့ဒီနေ့မှကြံခဲ့တဲ့ယောဂနောက်နေ့ထိဆက်ပြီးကူအောင်အဲ့ကြောင့်မို့မဖြစ်မနေကျွန်တော်တို့ဒီနွယ်တွေကိုလိုက်ဖြတ်ပေးရနွယ်တွေကိုဖြတ်တဲ့အတွက်ဒီအပင်အရှိကိုဘယ်လိုဆက်သွားမလဲဆိုတာကြတော့ကျွန်တော်တို့ကဒီတေပနာကိုသုံးတာပေါ့နော်တေပနာကိုသုံးပြီးတော့သူ့ရဲ့သဘာဝအတိုင်းနွယ်နဲ့ပတ်ပြီးသွားတဲ့ပုံစံကိုကျွန်တော်တို့ကမယူလူကိုယ်တိုင်ဖန်တီးတဲ့ပုံစံမျိုးကိုယူပါကျွန်တော်တို့ကဒီကောင်လေးနဲ့မှန်ကျွန်တော်တို့လိုချင်တဲ့အနေထားရောက်တဲ့အထိလိုက်ပြီးတော့ခြီသွားမှာပေါ့နော်ဒီကောင်ဆိုရင်ရှေ့လာတယ်လူမျိုးပေါ့လူမျိုးတော့ဘယ်ထိခြီသွားမှာလဲဆိုတော့ဒီပင်စီကနေပြီးတော့ဝါယာ၄ချောင်းအထိခြီမှာဝါယာတစ်ချောင်းနဲ့တစ်ချောင်းကြားအကွာအဝေးပေါ့နော်ဒီတစ်ချောင်းတစ်ချောင်းကြားအကွာအဝေး25စင်တီမီတာအဲ့တော့၄ချောင်းဆိုရင်ကျွန်တော်1မီတာရှိအဲ့တော့ဒီဂိုင်းတက်ကိုကျွန်တော်ကဘယ်လောက်ထိထားမလဲဆိုလို့ရှိရင်ဒီပင်စီကနေပြီးတော့1မီတာအထိပဲထားမှာ၄ချောင်းမှာကျွန်တော်တို့ဖြတ်ချမှာအခုကတစ်ချောင်းနှစ်ချောင်းသုံးချောင်းဒီရောက်လာရင်ကျွန်တော်တို့အညီတဲ့ဖြတ်ချမှာဒီပင်တွေကိုအဲ့ဒီကမှဒီ25စင်တီမီတာလောက်ကနေအခိုင်လေးကနေတညီတဲ့ကြမှာဒီခိုင်လေးတွေကဒီခိုင်လေးကတညီတဲ့ကြပြီဒီမှာ1မီတာနဲ့ဘာကြောင့်ဖြတ်ရလဲဆိုတော့ကျွန်တော်တို့က1မီတာဆိုရင်ဒီစပြစ်ခိုင်တစ်ခိုင်ရဲ့အတွက်ကိုပေါ့နော်အစာချက်လုပ်ဖို့အတွက်ဒီဂိုင်းတက်ကနေပြီးတော့အရွက်20ထိပဲလိုအပ်တာအရွက်ရည်20ထိပဲလိုအပ်တာအဲဒါကြောင့်မို့ဒီလောက်ဆိုရင်အရွက်ရည်20ရှိတဲ့အတွက်1မီတာဆိုရင်အဲဒါကြောင့်ဒီချက်ပို့ပြီးတော့ကျွန်တော်တို့ကဒီအပင်ကအဆုပ်ယူလိုက်တဲ့အာဟာရတွေကိုသူ့ပေးမသွားဘူးဒီမှာဖြတ်လိုက်တဲ့အတွက်အာဟာရကသူကဆွဲရမရှိတော့တဲ့အတွက်ဒီအခိုင်ထဲကိုပဲသွားတာပေါ့နော်အဲကြောင့်အခိုင်ကကြီးလာပါ1မီတာမှာဖြတ်တဲ့ပုံစံပေါ့ဒါကတော့ကျွန်တော်တို့ကုမ္ပဏီကစိုက်ပျိုးတဲ့နည်းစနစ်ပေါ့နော်တခြားကုမ္ပဏီကလည်းသူ့အနေနဲ့သူတယောက်အတွေးတော့မတူကြဘူးပေါ့ဒီနေ့လုပ်နေတဲ့လုပ်ငန်းစဉ်ကတော့အဲ့ဒါပဲဗျဒီတေပနာနဲ့ဒီမှာပေါ့ဗျလိုက်ချီအောင်ကိုလိုချင်တဲ့နေရာကိုစပြစ်ခိုင်းကိုကျွန်တော်တို့သူ့သွားရင်တဲ့နေရာကိုပေးမသွားဘူးကျွန်တော်တို့လိုချင်တဲ့နေရာကိုပဲသူ့ကိုပေးသွားအောင်သူ့ကိုသွားစီမှာပေါ့1မီတာထိကျွန်တော်ဆွဲဆန့်လာ1မီတာပြည့်ရင်သူ့ကိုပေးမသွားတော့ကောင်းဆိုရင်၄ခန်းရောက်ပြီရှေ့ကိုနောက်တင်ကြီးတဲ့ကျွန်တော်တိုက်ဖြတ်ချမျိုးဒါဆိုရင်ကျွန်တော်တို့ဒီဂိုင်းတက်လေးရတက်ရဖြစ်သွားပြီပြီးရင်သူကတစ်ဖြောင်းနဲ့လာမှာပေါ့နော်ဒီက၄ချောင်းကျင်းတန်းကျိုး၄ချောင်းထိလာပြီးတော့1မီတာထိ၄ချောင်းဆိုရင်1မီတာတစ်ချောင်းကြာ25စင်တီမီတာဆိုတော့1မီတာမှာကျွန်တော်တို့ကဖြတ်ချအောင်တင်ကြီးတယ်စိုက်ပျိုးတဲ့နီးစနစ်ကလည်းကုမ္ပဏီတစ်ခုနဲ့တစ်ခုမတူဘူးပေါ့ကျွန်တော်တို့စိုက်တာဒီလိုဝိုင်ကတာဒီပင်ကိုကြည့်နားလည်လို့ဒီပင်ကြည့်လူလက်ဖက်ကားဟဲ့နေတာဝိုင်ကတာဒီကနေပြီးတော့ညာဘက်ကို6မီတာဘယ်ဘက်ကို6မီတာသွားမှာအဲ့လိုမျိုး6မီတာသွားပြီးဒီ6မီတာမှာကျွန်တော်တို့အခိုင်200ဒီဘက်6မီတာမှာအခိုင်200အဲ့လိုပဲထုတ်ပြီးတော့ဟိုဘက်ကိုဆက်ပြီးတော့ပေးမသွားတော့ဘူးစပြစ်ပင်အဲ့တော့ဒီပင်စီပင်မကြီးတပင်ကနေပြီးတော့အခိုင်400ပဲကျွန်တော်တို့ထုတ်အခိုင်400ပို့တဲ့ခိုင်တွေကျွန်တော်အခုဖြတ်ချအဲ့အခိုင်400ပါအခိုင်400အထိပြည့်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီထိပဲရောက်သေးတယ်4မီတာခွဲပဲရောက်တော့ငယ်သေးရတယ်ကျန်နေဆက်သွားမှာဟိုထိရောက်ရင်အကုန်ဖြတ်ချလိုက်တယ်6မီတာရောက်ရင်ဖြတ်ချလိုက်တော့အဲ့တော့ဒီအခန်းအခိုင်ကိုလည်းကျွန်တော်တို့မွေးနေရအောင်နော်ဒီကောင်လေးကငင်းတသားလေးနဲ့မွေးနေရဒီလိုမျိုးအပင်က6မီတာမပြည့်သေးခင်မှာကျွန်တော်တို့အသီးတွေအများကြီးယူလို့မရဘူးအဲ့ဆိုရင်အပင်အားရော့သွားပြီးတော့ဒီမှာအသီးဆွဲနေတဲ့အတွက်6မီတာပြည့်အောင်သူတော်တော်နဲ့မရောက်နိုင်ဘူးအဲ့ကြောင့်ကျွန်တော်တို့6မီတာပြည့်တဲ့အထိကိုပထမဆုံးဦးစားပေးအနေနဲ့သွားပြီးတော့အသီးကိုလည်းဒီအချိန်မှာတက်နိုင်တဲ့လောက်ဒီပင်ကဆိုရင်ကျွန်တော်တို့ဒီနေ့အခိုင်90လောက်ပဲယူပါဘာဖြစ်လဲဆိုတော့သူ့ကို6မီတာဟိုဘက်6မီတာဒီဘက်6မီတာ18မီတာကိုရင်ရောက်အောင်အရင်ဆုံးဦးစားပေးလုပ်နေတာဆိုတော့ဟုတ်ကဲ့တချို့ကုမ္ပဏီတွေကတော့ H ကတာလို့ခေါ်တယ်8ပုံတန်ပေါ့နော်၄ချောင်းထုတ်ဒီဘက်2ချောင်းဒီဘက်2ချောင်းဒါကျွန်တော်တို့ကတော့ဝိုင်ကတာဝိုင်ပုံတန်ထုတ်တာပေါ့ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ကဒီပုံတန်တိုင်းစိုက်ပျိုးနေရဆိုတော့ပြောပြတာဟုတ်ကဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်